တို့လမ်းခွဲအောင်တဲ့သမင်းစားနေလို့ခဏတော့တဲ့အော်ဟုတ်လားတဲ့စောင့်နေဟမ်လမ်းခွဲတကားပြောဖို့တော့မစောင့်နေအောင်မယ်သမင်းစားနေလို့ဟာလမ်းခွဲအောင်တဲ့သမင်းစားနေလို့ခဏတော့တဲ့အော်ဟုတ်လားတဲ့စောင့်နေမယ်နော်တဲ့စောင့်နေမှာပေါ့စောင့်နေမယ်နော်စောင့်နေမယ်လမ်းခွဲဖို့အတွက်စောင့်နေမယ်နော်သမင်းစားစိတ်ပြောင်းလာပြသားငါးနဲ့စားနေလေအယိုးလေးပါလေကြည်စားနော်ငါမိမကျတော့ဖက်လိုက်ထိုင်လိုက်တော့မိမကျမှနှမျိုးသလိုလိုပါလို့တွန့်တိုသလိုမလုံးနဲ့ဒါလည်းမှာပေါ့ဘယ်လိုလဲအဲ့ငါမိမလေအေးဟုတ်တယ်လေဦးလေးဘက်ကကြည့်မယ်ဆိုလေဒါဦးလေးမိန်းမဟိုအခုဘက်ကကြည့်မယ်ဆိုရင်လေသူ့အမေလေအေးဘောနော်ဦးလေးပြောရလဲမှန်တယ်ငါသားမိန်းမလေးကမာတယ်မတွန့်လို့လည်းတော့တဲ့ဘာကြောမလို့တဲ့ဦးလေးမှန်တယ်ဒါဦးလေးမှန်တယ်